ပြုတ်လဲရတာတွေရောငိုခဲရတာတွေရောအတွက်ကိုတော့မင်းကိုကျေးဇူးတင်နေမှာမဟုတ်ဘူးပိုကောင်းတဲ့ကဘာမှာပိုကောင်းတဲ့အရာတွေနဲ့ပြောအောင်မင်းနေနိုင်ပြီဆိုတဲ့အခါမှာဒါဟောဒီလောကကြီးပေါ်ကိုကျေးဇူးတင်နေမှာပြန်မလာတော့တာပဲဖြစ်ဖြစ်ဖုံးမခေါ်တော့တာပဲဖြစ်ဖြစ်ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတဲ့အခါတတိလီတော့ရဖြစ်နေမှာအဲ့ဒါကိုမင်းသိလားလွမ်းနေဆိုတာကလည်းတီးဖို့လိုမယ်လို့ကိုမယူဆပါဘူးကို့ပူနဲ့ကိုလှနေတယ်လို့တွေးပြီးဒီရဟာဝစ်ကြွေးလို့မညီပဲကိုချစ်ချင်တဲ့ကြီးခံယူမှာမင်းကတော့မင်းရဲ့ဘာလေးထဲမှာအောင်နိုင်သူတယောက်လို့ပြောမှာဟောဒီငယ်ဟာကို့အတွက်တော့မင်းမပါတဲ့အခါမှာပို့လှလာတာတိတ်ဆိတ်လောင်းဝင်မာအီသူ19ရက်အောက်တိုဘာ2024ဆုံးထိနာဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်